ကုမ္ပဏီထဲမှာဝတ်ထားတဲ့အဖြူရောင်ငန်းကိုရှာဖို့အတွက်ဘီလီယံနာကအမျိုးသမီးလုပ်ဖော်ကိုင်ဖက်အားလုံးကိုရုံးခန်းကိုခေါ်လိုက်တယ်။ဘီလီယံနာကသူ့လက်ထောက်ကိုကြောက်မြတ်ရတနာဖက်နှက်တွေထုတ်ပြီးလူတိုင်းကိုစီးကြည့်ဖို့ညွှန်ကြားလိုက်တယ်။ကြောက်မြတ်ရတနာဖက်နှက်တွေကိုမိန်းကလေးရဲ့ခြေထောက်ပုံစံအလိုက်စိတ်ကြိုက်ပြုလုပ်ထားတယ်။တခြားသူတွေစီးလို့မရဘူးဆိုတာ तू မသိတယ်။ဖက်နှက်စီးကြည့်တဲ့ပထမအမျိုးသမီးကဘလောက်ပဲစူးစမ်းပါစေစီးလို့မရဘူး။ဒုတိယအမျိုးသမီးကစီးကြည့်ပြီးတဲ့နောက်ခြေထောက်တောင်မစီးနိုင်ဘူး။အမျိုးသမီးတွေမှာခြေထောက်ကြီးတာပဲဖြစ်ဖြစ်ခြေထောက်သေးတာပဲဖြစ်ဖြစ်ဒီအချိန်မှာလှည့်စားတတ်တဲ့အမျိုးသမီးကဘီလီယံနာကဒီဖက်နှက်ပိုင်ရှင်ကိုအရန်ကယူဆိုင်တယ်ဆိုတာမြင်တယ်။လှည့်စားတတ်တဲ့အမျိုးသမီးကသူမစီးကြည့်ဖို့အလှည့်ရောက်တဲ့အခါသူမရဲ့အာယုံကိုဖန်ဆားနိုင်ဖို့သူမရဲ့အစွမ်းကုန်ဖက်နှက်ထဲခြေထောက်ထည့်လိုက်တယ်။သူမကစိတ်အေးလက်အေးဟန်ဆောင်ပြီးဖက်နှက်တွေကလိုက်ဖက်တယ်လို့ပြောလိုက်တယ်။လက်ထောက်ကလှည့်စားတတ်တဲ့အမျိုးသမီးကိုခြေလမ်းနှဲငယ်လှမ်းခိုင်းလိုက်တယ်။လှည့်စားတတ်တဲ့အမျိုးသမီးကသူမကိုသူမခြေလမ်းနှဲငယ်လှမ်းခိုင်းလိုက်တယ်။ဖက်နှက်တွေကအရန်သေးလုံးပြီးလှည့်စားတတ်တဲ့အမျိုးသမီးရဲ့ခြေထောက်တွေမှာဒဏ်ရာတွေနဲ့ပုတ်တိုက်နေတယ်။မိန်းကလေးရဲ့အကောင်းဆုံးတငယ်ချင်းကလှရဲစားတတ်တဲ့အမျိုးသမီးကိုသူမရဲ့တောက်ဖက်နှက်ကအရေခွန်တိတ်မထူဘူးလို့လောင်ပြောင်တယ်။သူမနဲ့အတူမိန်းကလေးကဘီလီယံနာကိုသူရှာနေတဲ့သူကကုမ္ပဏီမှာမရှိဘူးလို့ပြောရှင်စွာပြောပါတယ်။အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တွေကမိန်းကလေးကိုတစ်ခါတော့စမ်းကြည့်ဖို့တောင်းဆိုပါတယ်။သူမရဲ့နာမည်ကိုဖော်ထုတ်မှာကိုကြောက်လွန်းတာကြောင့်မိန်းကလေးကဒဏ်ရာရချင်အောင်ဆောင်ပြီးစမ်းသပ်မှုကိုရှောင်ကျဉ်နေပါတယ်။အကြံစီရှိတဲ့အမျိုးသမီးကြောင့်အရှက်ရနေပါတယ်။မိန်းကလေးရဲ့အကောင်းဆုံးတငယ်ချင်းကဖက်နှက်တွေကိုယူပြီးစီးခိုင်းပါတယ်။အခုအချမ်းသာဆုံးလူရဲ့သမီးဖြစ်တဲ့မိန်းကလေးကဘီလီယံနာကိုဘာလို့ဒီလောက်နှိမ့်ချစွာချစ်တာလဲလို့သူမကမေးခွန်းထုတ်ပါတယ်။